paper wolf ကစာအုပ်လေးတွေပေါ့နော်။ဘာလေးတွေဝယ်ထားလဲ။ဘာလေးပြန်ရမလဲဆိုတော့ဒီပေါ်ကဟာလေးတွေအများစုကတော့သမီးအတွက်မှာထားတဲ့အုပ်ထဲစီမှာထားတဲ့ဟာလေးတွေပေါ့နော်။ဘာလေးတွေပါမလဲဆိုတော့ဒီကနေစပြမယ်နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင် add in dino parts တွေရပါမယ်ပြီးတော့လို့ရှိရင်ဟောပေါ့နော်ဒီလိုမျိုး inventors တွေပြီးတော့လို့ရှိရင်superheroes တွေနဲ့ပတ်သက်တာတွေပါမယ်ဒီမှာ add book ပြီးတော့လို့ရှိရင် sound book လေးပေါ့နော်sound book လေးရန်တန်တာလေးပါမယ်ပြီးတော့ peek inside book လေးတွေပါမယ်ပြီးတော့ NMK က encyclopedia original အသစ်တွေပေါ့နော် original new တွေပါမယ်ပြီးတော့ဒီမှာဆိုလို့ရှိရင် book လေးတွေပါမယ်ဒီမှာဆို finger tracing လုပ်တဲ့ဟာလေးတွေပါမယ်ပြီးရင် big science little people ပေါ့နော်အဲ့ဒါလေးပါမယ်ပြီးတော့ဒီမှာ Bantan ဆိုလို့ရှိရင်စာအုပ်အထူးကြီးပြ ancient Egypt ပေါ့နော်အဲ့မှာဟိုမှာ Peekaboo baby လေးဆိုလည်းပါမယ်ပေါ့နော်အဲ့တော့တော်တော်များများကတော့ကိုအကြိုက်တွေကြီးပဲရွေးပြီးတော့ဝယ်ထားတာပေါ့နော်ဟိုးဘက်သားဆုံးက pop up 3 အောက်ကကြတော့7 wonders ကကြတော့တမီအတွက်မှာထားတာပေါ့နော်အဲ့ဒါလေးကတော့ရောင်းမဲ့ထဲမှာမပါဘူးပေါ့နော်သူကဈေးလေးနည်းနည်းလေးများတဲ့ခါကြတော့လေ